ဒီပုံနေနဲ့ကြားနေနေဘလို့ဖြစ်လာလဲဆိုတာဒီသိရပေါ့ကြားဦးဒါအကျိုးဆုံးလေးပဲပြောကြည့်နော်တိုင်းထဲမှာရှိတဲ့ကြားကိုတွေးသွားရင်အဲ့ကကြားနဲ့သူကမိတ်ဆွေဖြစ်သွားတယ်ဟဲ့လားဘာတော့ကြားနဲ့မိတ်ဆွေဖြစ်ရတယ်လို့နော်ဒီကောင်လေးရတယ်ဟုတ်ပါအဲ့ကနေမှကြားသူ့ကိုဘာကူညီတော့လဲဖွင့်ပေးဖို့ကူညီတာဖွင့်ပေးဖို့ကူညီတော့တော့ဖွင့်ပေးလိုက်တာဖွင့်ပေးလိုက်တော့ဘာဖြစ်သွားလဲစားဖို့လုပ်လိုက်စားဖို့လုပ်ရောစားသိသွားလားမသိဘူးဖွင့်ပေးလိုက်တော့စားမယ်လို့ရောစားမယ်လို့တဲ့ခါကျတော့ဘယ်သူနဲ့တွေ့လဲပညာရှိတို့ဘာပါရောသွားလဲသွားရောအဲ့ဒါရောအဲ့ဒါကပြင်နေရတယ်သူ့ကိုခိုင်းနေတယ်နောက်ပြီးတရားပြီးပါလို့လည်းတော့သူ့တက်လိုက်တက်တယ်အဲ့လိုမနှောင်းလုံးနိုင်တော့စားလိုက်ကြတယ်လေအဲ့တော့မှဒီနေ့မှဘောသားတက်တယ်နော်ပညာရှိကျောင်းမယ်အဲ့တော့သူကဘာလုပ်လဲမောင်ကဘယ်နားမှာရှိလာလဲဆိုပြီးတော့လောင်နေတယ် sorry ပြင်မာထားတယ်ကြားမှာရှိလာလဲဆိုပြီးလောင်နေပြန်သေးတယ်ဒီမှာလောင်နေပြန်ပြီးတော့ကိုနေမြဲကြားနေမြဲတိုင်းနေတော့ဘူးမအနေနဲ့မရှိတော့ဘူးဆိုပြီးတော့ကိုနေမြဲကြားနေနေဆိုရင်စကားပုံလေးဖြစ်လာတယ်နော်အဲ့ဆိုရင်ခုစကားပုံလေးတွေကအဲ့လိုနောက်ကအကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ်လာတာလေးတွေနောက်မင်းတို့ကြားဖို့မယ်ဆိုရင်အမြဲတမ်းသုံးကြတယ်ကွာလူတယောက်ကိုကကူညီတယ်စောင့်ရှောက်တယ်ဖေးမာတယ်ဟုတ်တယ်နော်အဲ့လိုကူညီစောင့်ရှောက်ဖေးမာတဲ့အခါမှာတစ်ခါတလေကြတော့ကိုကူညီစောင့်ရှောက်ဖေးမာထားတဲ့သူကပြန်ပြီးတော့ကိုမကူညီဘူးကိုပေါ်မှာစိုးသွမ်းတာတွေပဲလုပ်တယ်ကိုမကောင်းတာလေးကြီးပဲပြုကျင်တဲ့စိတ်တွေပေါ်တယ်အဲ့လိုမျိုးဆိုရင်တို့တွေကဘာပြောလဲကိုကကျေးဇူးပြုထားတဲ့သူအဲ့သူကကိုပြန်ပြီးတော့မလုပ်တယ်ကျေးဇူးကမ်းတယ်ကျေးဇူးရှိလို့ဘာဖြစ်တယ်လို့ပြောကြကြားဘူးလားကျေးဇူးရှိလို့ကျေးဇူးတယ်လို့ပြောကြတယ်အဲ့ကြားဘူးလားကျေးဇူးရှိလို့ကျေးဇူးတယ်နော်အမှန်ကတော့ကျေးဇူးရှိလို့ကျေးဇူးတယ်ဆိုတာလေးအဲ့စကားပုံလေးရှိတယ်နော်အဲ့ဒါကခုနကကိုနေနဲ့ကြားနေနေလို့ပဲနောက်ခံအကြောင်းအရာလေးရှိတယ်အဲ့ဒီကနေမှဒီစကားပုံလေးဖြစ်လာတာ